သွားတော့မယ်ထုတ်တယ်အပိုးတွေထုတ်ပြီးအပိုးတွေနဲ့ပါဒီက9 နာရီမှာဆိုတော့နည်းနည်းတော့ဆောင်းဟုတ်တယ်ပါဦးမယ်ပါခိုလန်ကျွန်းနဲ့ဘယ်ကျွန်းနဲ့တော့ဖြစ်ပါတယ်လူတော်များတယ်ဗျာလူတော်များပါတယ်ဟုတ်ပါမယ်ဘယ်လိုလေးနေပါပြီတော့ခိုလန်ကျွန်းသားညလာတော့အခုဆိုရင်ခိုလန်ကျွန်းရဲ့ဘယ်ဘိုင်းလဲမသိပါဘူးခိုလန်ကျွန်းလေးဆက်တဲ့နေရာလေးကိုကားနဲ့9 မိနစ်လောက်စီးပြီးရောက်လာတယ်ကမ်းခြေကိုရောက်ပါပြီနေရာတော်တော်ပူတယ်ဗျဒီနေကြီးတွေကတော့ဘယ်လိုမျိုးသွားပြီးကမ်းခြေရဲ့ဆင်းဝင်နေပြီကမ်းခြေရောဆင်းနိုင်နိုင်ငံမှာဆိုရင်တင်းကျော်ပြီးဆုံးပွဲတော့ရောက်နေပါတယ်ဘယ်လိုလဲဆိုဒီမှာပါအခုဘာလို့လဲဆိုတော့အခါကိုတော့မနက်တော့ဆောင်းနေပါတယ်နေရတော့ဘယ်ကျွန်းတော်လဲအဲ့မှာအယော package နဲ့အလဲတော့ရှိပါတယ်လက်ပြန်ပန်းကောက်ကိုပြန်ပါဦးနော်။ဒီမှာချရရမှာမယ်။ဒီကုန်းလုံးနဲ့တိုင်းမဲနေပါပြီ။ခုတော့ကျွန်တော်တို့စုံနာဘုံကြီးရောက်ပါပြီ။ဟုတ်စုံနာဘုံကြီးကနေပြီးတော့မှချက်ထားစီးပြီးတော့ Platinum ဘက်ကိုပါပါမယ်။အဲ့ဒီမှာတစ်ဆင့်ဖတ်တော့ပါမယ်။ခုဒီမှာချင်းရလို့ရှိတယ်။ကျွန်တော်တို့မန္တလေးဆိုင်ဝင်ရောက်လာပါပြီ။အခုရောက်လာပါပြီ။ဒီမန္တလေးဆိုင်မှာတစ်ခုစားရမယ်။စားပြီးရင်80ပဲတော့မယ်ဆိုတော့ပြီးမှဆက်ပြောကြည့်အောင်။ဆန်ဖယ်အဘစီယာ open house ကိုရောက်ခဲ့ပါတယ်။ open နာဝိုင်းလေးထိုင်နေတာထိုင်ကုန်မရခဲ့ပါဘူး။ဝိုင်းရပြည့်မိုက်ပါတော့မိုက်ပါခဏနေလေရင်ချိန်မြောင်သွားဖြစ်တဲ့အတွက်ခဏနေပဲနေပြီးပြန်လာခဲ့ပါမယ်။ဘာလို့မဲချက်မိုင်ရောပိတ်ရကတော့ပတရားခီးစရာလောက်နေပြီးဆုံးသွားပါပြီ။ပြန်ပါတော့မယ်ရောက်ပါပြီဆိုတော့ကျွန်တော်ရမတရားခီးလေးကြီးကအားလေးရခီးနေတာပြီးတော့ယူပါရဲ့ဒီမှာတော့ခဏလေးတော့ဆရာရင်းနေရှင်းမြန်ဘယ်လိုလဲဆိုရင်တော့အလုံးမှာ
လုပ်တွေအများကြီးစောင့်နေရလို့ပြောပါတယ်